Hello အားလုံးပဲမင်္ဂလာပါသူနေပင်ဟေ့ဒနာတော်နေလေဒီနေ့ကတော့ဒီမေခွန်ဖြစ်တဲ့ singular နဲ့သူပြောချင်တာ plural လုပ်ချင်တယ်ပေါ့နော် plural ပါကွာလဲဆိုတာကိုပြောသွားမှာဖြစ်ပါတယ်ရောင်းဒနာပဲ popular ချင်းကခိုင်းနာ popular ကြောင့်တော့မင်းဟေရုံကျငင် plural ဆိုရင်ချင်းမ popular ရလည်းပဲဒီမှာအမှာက popular ပဲမင်းထန်းအကြည့်နာမင်းထန်းกันแต่นะไอ้ล้อมเตะลักของไอ้ตอมคัดไอ้ซอกเดี๋ยวไอ้ตัวนั้นแต่พอมีน้องไทยซอกเดี๋ยวตัวนั้นแต่ popular จ้ะก็สั่งไทยมั้งอินะ plural ไอ้ก็อีกอย่าง singular และ plural จังไงและ singular จังอ่ะคัดเบกagain นะคัดนี่ทุ่มใจซิมไทยอ่ะก็ซิมไทยน่าเตะคัดเบกจังอ่ะ singular ก็จะกันแต่นะtree สิงคงมา tree สิงคงคัดtree สิงคงคัด trees สิงคงคัดสร้างอ่ะต่ำจอนี่สร้างอ่ะต่ำจอนี่สร้างอ่ะต่ำจอลิมเตจังอ่ะ plural ก็จะ plural ฮีนะอ่ะต่ำ plural singular อ่ะต่อโอเคဒီမှာမေးထားတဲ့ဟာကိုဖြေရမယ်ဆိုလို့ရှိရင်ကတော့ तू က popular မဟုတ်တော့ဘူးပေါ့နော် plural ဖြစ်လိမ့်မယ်ဆိုတော့ဒါမဲ့ popular ကိုလည်းပြောကြည့်အောင် तू ဒီမှာရေးထားတဲ့ popular ကကြတော့နည်းနည်းနာမည်ကြီးတာထင်ပေါ်တာပေါ့နော်ဥပမာတကယ်ချင်း၄၅ယောက်ရှိတယ်အဲ့ထဲမှာတယောက်ကနည်းနည်းပိုထင်ပေါ်တယ်ဆိုတဲ့ဟာမျိုးတွေမှာလည်း popular နဲ့သုံးလို့ရပါတယ်ဆိုတော့အခုသွားချင်တဲ့ singular နဲ့ plural သွားကြည့်အောင်ပေါ့နော် singular ဆိုတာကတော့တင်းနှစ်သုံးလို့ရည်တွက်လို့ရတဲ့အရာတွေထဲကတစ်ခုကိုပြောတဲ့အခါမှာ singular လို့ပြောရဲပေါ့နော်တစ်ခုကိုကြတော့ singular ပြီးရင် plural ကကြတော့နှစ်ခုထပ်ပေါ့နော်ဥပမာပြောရမယ်ဆိုရင် a tree တစ်ပင်တစ်ပင်ဆိုရင် s မထည့်ရဘူးဒါ singular တစ်ခု trees တစ်ပင်နှစ်ပင်ထက်များတဲ့ဟာပေါ့နော်ပြောတဲ့အခါမှာ trees s လဲပါတယ်ဒါကိုကြတော့ plural လို့ခေါ်တယ်အများပေါ့နော်ဆိုတော့မှတ်ထားရမှာက singular ဆိုတာကတစ်ခု plural ဆိုတာကနှစ်ခုထက်မကအခုပြောချင်တာဖြစ်တယ်အများကိုပြောချင်တာဖြစ်တယ်ပေါ့နော်ကျေးဇူးတင်ပါတယ်လုံတမမိုက်လည်း